โอเคR3 လုံး SP နဲ့ကျမ်းမဲ့မမပါကျွန်တော် lady ပါ lady biker ပါหมายเลข905ครับและก็หมายเลข906ครับขับรถเข้าบริการธนาคารดีครับR3 လုံး SP ကကျွန်တော်တို့ထိုင်းမှာဆိုရင်လုံးဝနာမည်ကြီးနေတာအဖြောင်းမှာပေါ့နော်တခြားတစ်ထောင်စီစီတွေထက်ကိုပို့ပြီးတော့ပြေးတယ်ဆိုပြီးတော့နာမည်ရလာတဲ့ဘိန်းတစ်စီဖြစ်တယ်ပေါ့နော်โอเคဒါကတော့ main ကလေးမောင်းမှာဖြစ်ပါတယ်ချက်ဆောက်ကြည့်ကြည့်မယ်ဗျာလမ်းပေါ်မှာပေါ့နော်လုံးဝအမြန်စရင်ထဲမှာပါတဲ့ဘိန်းတစ်စီးဖြစ်တယ်နော်လုံးဝမြန်တာလို့ကျွန်တော်တို့လူတိုင်းပြောတယ်ပေါ့နော်ဒီမှာလဲစမ်းမောင်းတဲ့သူတွေကလည်းကျွန်တော်တို့လိုက်မမီဘူးလို့ပြောတာတွေ့ရတယ်ပေါ့နော်ဒီ R3 လုံး SP ဆိုရင်ဥမာစမောင်းတာဆိုတော့အရန်ကြီးတော့ထွက်တာမကောင်းပေါ့နော်ထွက်တာမကောင်းတော့မှ17ရတယ်ဗျာနော်โอเคဒါကတော့ Suzuki ဖြစ်ပါတယ်